many I love ငွေတွေကစီမြန်ဆုံးဝင်လာပါစေငွေတွေကစီမြန်ဆုံးဝင်လာပါစေငွေတွေကစီမြန်လာညဆုံးဝင်လာပါဒီလိုမိုင်းဆက်အမားနဲ့ငွေခေါ်နေတယ်ဆိုလို့ရှိရင်ချက်ချင်းရှာလိုက်ပါတော့ငွေတွေကိုဘွားထဲကိုလွယ်လွယ်ကူကူညှို့ငယ်ဆွဲယူခြင်းနဲ့ကိုဘွားထဲမှာငွေရှာလွယ်ခြင်းနဲ့ဆိုလို့ရှိရင် many address တမကငွေချင်းနဲ့ပတ်သက်ပြီးငွေကြေးဆွဲငင်ညှို့ရင်နည်းတွေကိုအသေးစိတ်သင်ပြလာပေးတာ9နှစ်ကျော်ချိန်ကာလတစ်ခုကိုရရှိလာပြီးဖြစ်တဲ့အတွက်ကျမရဲ့သင်တန်းသူတွေအားလုံးကငွေဆွဲတဲ့နေရာမှာအရှမ်းကိုမှတော်ကြတယ်ဒါပေမဲ့လည်းကျမဒီအမြဲတမ်းလူကြီးအကတ်တက်နဲ့သာလာစင်သင်ကြားပေးပါတယ်ဒါဆိုလို့ရှိရင်ငွေကိုဘယ်လိုဆွဲယူကြမှာလဲလိုက်ကြည့်လိုက်ပါငွေဟာကိုယ့်ဘဝတက်ကိုလွယ်လွယ်ကူကူဆွဲဝင်လာစေခြင်းနဲ့ဆိုလို့ရှိရင်အကုန်ငွေချစ်တယ်ကျေးဇူးတင်ပါတယ်အကုန်ငွေချစ်တယ်ကျေးဇူးတင်ပါတယ်အကုန်ငွေချစ်တယ်ကျေးဇူးတင်ပါတယ်ငါ့ဘဝထဲဝင်လာပေးတဲ့ငွေတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီလိုမျိုးရှင်းတွဲကြည့်ပါဒီလိုမျိုးကိုကနေပြီးတော့အကုန်ငွေချစ်တယ်ကျေးဇူးတင်ပါတယ်ကိုငွေချစ်တယ်ကျေးဇူးတင်ပါတယ်ဆိုတော့ငွေကအပြင်ဘက်ကိုထွက်သွားအောင်ရင်းနေတာဖြစ်တဲ့အတွက်ငွေတီကိုဘဝထဲကိုမဝင်လာပဲနဲ့သူများစီထွက်သွားတာဖြစ်ပါတယ်ဒါပေမဲ့ငွေရဲ့သဘောတရားသည်ကိုလိုချင်တဲ့အရာကိုငွေနဲ့လဲယူလိုက်ပြီးတော့ထားသောအရာတစ်ခုကိုခေါ်ယူပေးတယ်ဆိုတာလည်းမမေ့ပါနဲ့ငွေကကိုယ့်စီကထွက်သွားတာမဟုတ်ဘူးကိုလိုချင်တဲ့အရာတစ်ခုနဲ့ငွေကလဲလုပ်ပြီးတော့ကိုဘွားတဲ့ကိုလိုချင်တဲ့အရာတစ်ခုကိုခေါ်ယူပေးလိုက်တာသာဖြစ်တယ်ဆိုတာကိုတော့တွေးဖို့မမေ့ပါနဲ့တော်တော်များကငွေပြီးကိုဘွားတဲ့ကထွက်သွားတယ်လို့ပြောနေကြတယ်ကိုဘွားတဲ့ကငွေကြေးထွက်သွားခြင်းသည်ကိုဘွားတဲ့ကိုအလိုရှိသောအရာတစ်ခုကိုသွားရောက်ခေါ်ယူပေးလိုက်တဲ့အတွက်သူထွက်သွားရခြင်းဖြစ်တယ်အဲ့အတွက်သူ့ကိုကျေးဇူးတင်ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကိုဘွားတဲ့ထွက်သွားတဲ့ငွေတွေကကိုယ့်စီမြန်ပြန်ဝင်လာခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီနီလန်းလေးကိုအသုံးပြုကြည့်ပါအကုန်ငွေချစ်တယ်ကျေးဇူးတင်ပါတယ်ငါဘွားထဲမှာနေပေးတဲ့အတွက်ချစ်တယ်ကျေးဇူးတင်ပါတယ်အကုန်ငွေချစ်တယ်ကျေးဇူးတင်ပါတယ်ငါဘဝထဲရှင်းနေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အကုန်ငွေချစ်တယ်ကျေးဇူးတင်ပါတယ်ငါဘဝထဲရှင်းနေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အကုန်ငွေချစ်တယ်ကျေးဇူးတင်ပါတယ်ငါဘဝထဲရှင်းနေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလိုနီးလေးနဲ့နေ့တိုင်းမှာပတ်စံကိုခေါ်ယူပါဆွဲငင်ပါဒီလိုလောက်တာကအရှမ်းကိုမှလွယ်ကူတယ် YouTube ပေါ်တော်ဆိုင်နိုင်တယ်ဆိုပေမဲ့ဒီစကားလေး108ခေါက်ကိုပတ်စံလေး1ရွက်ပဲရှိတာဖြစ်စေ2ရွက်ပဲရှိစတာဖြစ်စေကိုယ့်ရဲ့ရင်ခွင်ထဲကိုငွေလေးကိုဆွဲတင်ပြီးတော့ရေပြီးတော့နေ့စဉ်အေးရနိုးပြီးတော့ရှိရင်ဖျားဝပြုတ်ပြီးတာနဲ့ပြုတ်လို့ကြည့်ပါဘဝထဲမှာငွေသည်ကိုဘွားနဲ့ထိုက်တန်တယ်လို့အမြဲတမ်းရှိနေမှာဖြစ်ပါတယ်ငွေချင်းနဲ့ပတ်သက်ပြီးဒီလိုကောင်းသောငွေကြေးဆွဲငင်ညှို့ရင်နည်းတွေကိုသိကျင်နေဆိုလို့ရှိရင်ကျမရဲ့ page လေးကို like and follow လေးလုပ်ထားပေးပါနောက်လူတွေကိုသိစေချင်တယ်ဆိုလို့ရှိရင် share သွားပေးပါကျမမေးပြခဲ့